ဘာဖြစ်နေရလဲ နေဦးငါဟိုးငယ်တဲ့တောင်ကြီးကလေးဘွားတဲ့နှစ်ချီတွဲလမ်းဘွားတဲ့နေငါစိတ်ဝင်စားတော့ငါဘော ဟောလောက်တိုင်းနေရလဲဟောလောက်တိုင်းနေရလဲတင်ကိုကလေးညမလည်းလို့ပဲလိုက်တောင်းနေရဆို ဩအဲ့ဒါလမ်းကြုံလို့ပြောတာပါအခုကတွေးလို့ဝင်ပြောတာ ဟမ် မဟုတ်ဟိုတွေးလို့ဝင်ပြောတဲ့ဆိုတဲ့သဘောမျိုးမဟုတ်ပါဘူးတော့ဟိုး တော်နေရောနေတော့ငါဘာဖြစ်လဲဟို မင်းရှောက်ပြောနေတာကလေးငါပါလေပြောနေတာလေလို့သူ့ ဩဒီမှာရရပြောတာအဆင်ပြေတော့မယ်ဖန်သားမှာနော် ဟိတ်ကမင်းသူ့ကိုထိဖို့မကြိုးစားနဲ့နော် ဘာလို့လဲဒါတော့လည်းညီမလေးဘာလို့ဒီလိုမရမှာ အေးတွက်လက်ညီမဆိုပြီနဲ့အဲ့ဒါငါချစ်သူပါ အော်သူချစ်သူချစ်တယ်ဟောနော် ဟိတ်ကမင်းသူ့ထိဖို့လုံးဝမကြိုးစားနဲ့နော်ငါမင်းကိုတခါလေးပြောလိုက်မယ်ငါစေးစွမ်းဘယ်လောက်ထက်ဆိုတော့မင်းသိရမလားအေးမင်းလွမ်းပြားလွမ်းတာနဲ့သိခြင်းလားဝမ်းသွားဝမ်းတာနဲ့သိခြင်းလားပြောစေးတစ်ပုံဖော်လိုက်ရမယ် ရတယ်ဘာမှမသိကြဘူးဟိုကျွန်တော်လည်းလမ်းလုံးဝင်ပြောတာပါတိတ်ကြိုက်လာတယ်လို့မဟုတ်ပါဘူး ဟောမဲရှိချင် ဘာ တော့ ပြောရလဲသူများကလာပြီးတော့ ဟင်း ဘယ်လိုမောင်းလဲနမလဲဖြစ်နေပြီအဆင်ပြေနေတယ်ဆိုတော့ငါ့ကိုအဲ့လိုလုပ်တာအေးငါဆိုတဲ့ကောင်ကလည်းမစားတဲ့အမဲကိုတုံးနဲ့ထိုးမှကျင်တဲ့ကောင် ဝီးဟေးတဲနေပတ်တာကွာ ငါတုံးနဲ့ထိုးတဲ့နဲ့မင်းပါတော့ ဟာဒီကောင်စုံတောင်းတောင်းနေမပတ်သက်နဲ့နော်အဲ့ကောင် ပတ်သက်ဘူး ဟင်းအော်ဖူဟာလေဖူခွင့်တောင်းရရှိလို့ ဟာလဲကိုရ ဟိုတို့တွေလေလက်ထက်ချင်ပြီမိလား လက်ထက်ချင်းမင်း ဟုတ်တယ် လက်ထက်ချင်းတော့ဟိုကိုကြီးကသဘောတူပါမလား โอ้ဘာလို့ဝုန်းတူမှာတော့အခုဆိုလေရင်တော့မဟုတ်တော့လေ तू ကလည်းကိုညီမကိုကြိုက်တယ်ကိုလည်းသူညီမကိုကြိုက်တယ်မောင်လည်းနမလည်းဖြစ်နေပြီလေသဘောတူမှာပါနော်အဲ့ဆိုတို့အမြင်ဆုံးမော်လို့ဆိုအောင်နော် အော်မင်းကောင်းပါလေ အဆောင်မင်းရဆောင် ရှောင်းပါရဲ့ငါတို့မင်္ဂလာဆောင်ပြောစရာကြီးနော် ဟာဒါဘောဟာငါတို့ဒီရွာမှာလေငါတို့မင်္ဂလာဆောင်ရှိကြငါတို့မင်္ဂလာဆောင်ပဲပြီးတော့ဟဲ့လက်ဖွင့်ရအများကြီးရ အေး တယ် ငါ နော် လေအဲ့လောက်ပြောစားကောင်းမှမထင်တော့မထင်တော့ဘူးပဲ အခုတော့ငါတို့ရောင်းမတွေရဲ့တူတူနေရတော့မယ် အေးပြောကောင်းတယ်နော်နင်းအိမ်လဲရောင်းလိုက်ပြီငါအိမ်လဲရောင်းလိုက်ပြီဆိုတော့ငါတို့နှစ်ယောက်ကအတူတူနေရတော့မှာပေါ့နော် ဒါဘောအဲ့လိုမျိုးကတုံတုံရှားတယ်လေဟဲ့ ဟုတ်တယ်လေ ပြီးတော့ငါတို့ကမောင်းလဲနှစ်မက်လဲတွေဆိုတော့လေအကုန်လုံးတူတူနေကြရတော့ ငါတို့ရသူများအိမ်လို့မဟုတ်ဘူးနော်အဲ့ရောင်းပါလေချစ်ကြရနော် ဘာလဲ ဘာလဲ ဘာမှလည်းနင်တို့ကကြောင်မို့လာတာမဟုတ်ဘူးနင်တို့အိမ်တော်တွေမှလည်းငါသိတယ် အဲ့တော့ဘာကိစ္စလာလဲ ပြောစရာရှိလို့စေတနာနဲ့ပြောမှ ဘာပြောမှလဲဘာပြောမှလဲ နင်တို့ကတနာနေတာကြည့်ပြီးတော့တနာငါရင်ထဲမှာလေနင်တို့ကြည့်လေတနာလေကြည့်လေတနာလေ ရှင်းတနာကိုကျမတို့ကကြိုးနေကြနေ ဘာလို့သနာနဲ့လာပြီးဘာလို့သနာနဲ့လာပြီးတော့ တို့တွေကန်းလို့မဟုတ်ဘူးနင်တို့ရဲ့ဘဝဟိုးရှေးရိုးတွေ့ပြီးတော့ငါတနာနင်တို့ကြည့်ပြီးတနာနေတာ ပြောရရှိတာပြောပါဟဲ့ရှေးတာ ပြောမှာပါတော့ကနေရမှာသိတယ်မလားရခမနဲ့ချွေးမတေရိုးထုံးတယ်မရှိဘူးအဲ့လိုပဲတမတ်နဲ့ရခမလည်းတေရိုးထုံးတယ်မရှိဘူးသမီးရောက်မှလုံးဝတေရိုးထုံးတယ်မရှိဘူးဟာအဲ့ဒါကိုနင်တို့အိမ်တိမ်ထဲမှာတူနေကြမယ်ဆိုတော့ဘယ်သူကခေါင်းရင်းကမှနေပြီးဘယ်သူကချီရင်းကမှနေမလဲဆိုစဉ်းစားပြီးတနာတာ အေးတကယ်တည်းဟုတ်တယ်နော်ဟိုငါအကိုကလေဟိုဘယ်လိုပြပြမလဲတိုင်းစရာဆိုတော့လေငါအကိုခေါင်းရမ်းမှထားလိုက်မယ် ပြည့်စနေသူ့ကတိုင်းစီရလေ ဟုတ်တယ်နော် တပတ်တွေလာတဲ့ခါကျလို့ရှိရင်ခေါင်းရင်းမှာမိမ့်တိတ်ဆမ်းပါဒီမှာငါ့ကိုကဆေးဆရာနော်နေ့ကုန်လောက်ကြီးပဲတိုင်းဆရာပြောငါ့ကိုကဆေးဆရာဖြစ်တဲ့ကြောင့်မို့ဆေးကိုရင်အမြဲတမ်းခေါင်းရင်းမှာထိုင်ပြီးကိုရတာနော်ဖုံးမြင်တယ်ငါ့ကိုကခေါင်းရင်းမှာ အဲ့ဒါလည်းပြည့်စနေလေသူ့ကဆေးစီရမလားဆေးကူခါကျ ငါအကိုကတိုင်းစရာသူတပည့်လာလို့ငါအကိုကချင်းမမဆိုဘယ်လိုလုပ်မြင်တက်တော်မှာလဲ ဟဲ့ဒီစကားကိုစင်စင်ကြင်ကြင်ပြောလိုက်နေ့ကိုကဘလောက်ကြီးပဲတိုင်းဆရာဖြစ်နေငါ့ကိုကဆေးဆရာအားလုံးကလျိုသေးတမှုနဲ့လေးစားပြီးတော့ဆရာကြီးနဲ့တက်ခေါ်နေငါ့ကိုပဲခေါင်းရင်းမှာနေရမှာတော့ပြီနေနဲ့စကားထပ်မပြောဘူးငါနောက်ဆုံးပြောခဲ့မယ်ငါ့ကိုပဲခေါင်းရင်းမှာနေရမှာဒါပဲ ဟဲ့ငါအကိုခေါင်းရင်ခမ်းမှာထားမှာ တနားပြီးတော့တော်ကြာပဲကွာဟာသူလည်းအိတ်နေနော်ညာလာမှမကြဘူးယောက်ျားပြီးခလက်တက်ကလေးမိုးအိတ်တော့
ဟေး ရှင်မအိတ်သေးဘူးလား မဟုတ်လေအဲ့လိုမရဘူးလေအထက်မှာအေးရမှာလေ ဘာလို့လဲဒီမှာအိတ်လေအိတ်တော့မနေအချိန်ကြီးလည်းကြည့်အောင်ဘယ်ရင်ရှိနေပြီလဲ မဟုတ်အဲ့အချိန်ကထိုင်ကြည့်နေတာတနိုင်ကြည့်အောင် ကြည့်နေရ တနိုင်ကြည့်အောင်လို့လေညီမလေးကပြောထားတယ်လေကိုကြီးကလည်းစေးစရာသမားတော်ဆိုလို့ဂုံတိကလည်းအထက်မှာအေးရမှာတဲ့အဲ့ဒါကြောင့် ဘာလို့လဲအပြင်မှာလည်းအိတ်မယ်လေ ဟုတ်လေမိမလည်းအထက်မှာအိမ်မှာဟိုအထက်မှာအိတ်တယ်လို့ဖြစ်မှာလေအပြင်မှာအိတ်တော့အပြင်မှာအိတ်တယ်လို့ဖြစ်နေ ဩအိတ်တာပဲဘယ်ရအိတ်ပေါ်ရှင်အိတ်လို့ရတယ်ဒါဒီမှာအိတ်မလားအိတ်တော့ အိတ်လို့ရတယ်ဆိုတော့အိတ်လို့မရဘူးလေ လာကျမအိတ်ချင်နေပြီအချိန်နေလည်းမနေတော့အိတ်တာတော့ကိုခင်လိုက်ရဲ့ဘာပဲအိတ်လိုက်ပါ အထက်မှာအိတ်ချင်ပါလား ကဲအထဲမှာအကိုကြီးတို့လင်များအိတ်နေတယ်အိတ်ပါစေသူတို့ကသူတို့ ဂရီပေးလာတဲ့အတိုင်းမလေးတယောက်တနားစီပဲလေ ကဲအိမ်မောကြနေပြီတနာပါတယ်အိတ်ပါစေသူတို့လည်းပင်ပန်းထားတဲ့ဟာကိုဒီမှာလာအိတ်တော့လာအိတ်မယ်ကျမလည်းအိတ်ချင်နေပြီရှင်ရလေအိတ်လို့ အေးပါလို့ အိတ်ပါဆိုတော့အိတ်လားတလက်ကြီးတလက်ကြီးတလက်ကြီးထွန်းလို့လေကွာတလက်ကြီးဘာရင်တော့လုံးရတော့တနာပြည့်ပြီလေကွာငါထမရတော့မငါလည်းရိုက်ချင်တယ်ကွာ ကျောင်းကပြောတယ်ကိုကြီးကတိုင်းစီရတဲ့အထဲထဲမှာပဲအိတ်တယ်အဲ့ကြောင့်ထဲမှာအိတ်လိုက်တော့လေ ငါစေးစရာလေကွာငါပုံပြီးဂုံသိက္ခာကြီးတယ်ကွာ အာဒီကြတော့အဲ့ဒါဆိုလေဒီညကညတဲ့ဘက်ကိုဗလာတိဆိုအိတ်လိုက်တော့အဲ့ဒါဒီမှာအိတ်လိုက်တော့ ပြောမရဘူး ကိုတော့ရှင်မောင်ပြောတော့ရင်ပါလေကျမကဆေးနေရလေကျမကိုအေးရမှာပေါ့ကျမကိုလည်းဥစားပေးရမှာပေါ့တော့မယ်လား အာဒီလေအဒီမှာပြောတယ်ဟိုထဲမှာပဲအိတ်တယ်ကိုကြီးကတိုင်းစီရတယ်အဲ့ဒါထဲမှာပဲအိတ်ပဲ အာဒုက္ခပါပဲရှင်လိုက်ဘူးလားရှင်လိုက်ဒီမှာတော့တော့တယ် ဟို လိုက်နေခဲ့ โอ้โอ้ အော်မောရအောင် ကောတို့ချက်တော့ငါတို့လေ ငါတို့လေ အိတ်လို့ဟော အဲ့ဒါငါတို့မမိုင်းရပါဘူးလူ မိုင်းလာတယ် โอ้ အသေးပါဘူးပတ်သေးပါပါပါလာလာစိတ်ကြောင်းဝင်ရလားစိတ်ကြောင်းရမှာဘယ်မှာကဲဟိုနေပြောင်းလို့ ဟာလေ အားလို့ ပါလေ မိကြီးလားအဲ့ဘမိကြီးလားလို့ ဟုတ်ပါ လေ အေးလို့ လာနေအိတ်ရောက်အဲ့ကောမနဇိုဒီကွာအဲ့ဒီမြလာငါတိတ်ကကြောက်ဟာဒီတယောက်ကလုံးရဲ့တိုင်းစီယာကြီးနော်နမကြီးအပြင်မှာအိတ်တယ်ဆိုတော့အခုက အာအေးရရှိတာမအေးဘူးစကားကိုရတယ်အေး ငါတိတ်ကကြောက်မှာဆိုလို့ပါရင်လည်းကိုကြီးကလည်း အေးလာတော့ကွာ ကိုကြီးအိပ်ပြီလား အော်ခုမှအဲ့လိုလုပ်တော့ကွာ အော်ဘာဝအိမ်လို့လုပ်တော့ ခုမှအဲ့လိုပြင်စီတယ်ကွာခုမှတကယ်ဝင်တော့မယ်ချက်စီခေါ်တယ် ဟာအေးတဲ့အိမ်တော့ကိုကြီး အေး ဟာအလန်ရအလန်ရ ပြော ကိုကြီး အေး ကိုကြီးကလည်း ကွာခုအဲ့လိုဘာလို့လဲတော့ အိမ်တော့ကိုကြီးအေးတဲ့အိမ်တည်းအခုမှမိနစ်20ပဲရှိတယ်တနားရီတော့နောက်ထပ်40ကျန်သေးတယ်တိလားအေးတဲ့အိမ်လို့ရတယ်တိလား ပြော ကိုကြီး อืม ကိုကြီးကလည်း အဲ့ဒီဘာဖြစ်နေလဲ အေးတဲ့အိမ်တိလား
ဟိုနိုင်ဝဲလောက်ကြံသေးတယ်ဆိုတော့လေအများကြီးအိတ်ချိန်သေးတယ်အိတ်လို့ရအောင်လားအိတ်အားရပါရသေးတာမလဲအိတ်လို့